အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့မိမိကိုမြင်တဲ့သူတွေမေတ္တာတဝွန်ချစ်စေခြင်းအောင်လို့ပြုလုပ်ရမယ့်ရတရားလေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်အတခါတရံကိုကပုံမှန်နေထိုင်ပြောဆိုဆက်ဆံနေပေမဲ့အချို့ကကိုအသက်လွတ်ကြည့်မရမုန်းနေတာမျိုးလည်းရှိပါတယ်မုန်းနေတဲ့သူကမိမိအတွက်အလုံးမှာအိမ်မှာအတိုင်းဝိုင်းထဲမှာဆွေမျိုးတွေထဲမှာအရေးပါအရာရောက်တဲ့သူဆိုပါကပို့လို့ပင်ဒုက္ခများနိုင်ပါသေးတယ်အလုံးရှင်ကကိုမုန်းနေတယ်ဆိုပါစို့ဒီလိုအခါမျိုးမှာမိမိကိုမြင်တဲ့သူတွေမေတ္တာတဝွန်ချစ်စေခြင်းအောင်လို့ပီယာတက်ကိုစိတ်ဝင်အောင်ဓာတ်စီရင်ယူရမှာပဲဖြစ်ပါတယ်။စီရင်နည်းကိုမျှဝေပေးလိုက်ပါတယ်။အင်္ဂဝိစာပညာရမှာတော့ချစ်စေလိုမှုစပုတ်ပြူဟုဆိုရိုးစကားရှိပါတယ်။မိမိမွေးနှံရဲ့6ခုမြောက်ကြိုးအားအချစ်တက်ပါ။တနင်္ဂနွေသားသမီးအတွက်တီဟိုရွက်တီးရွက်21ရွက်တနင်္လာအတွက်တော့ဒန်းရွက်ထန်းရွက်နနက်ရွက်10ရွက်အင်္ဂါအတွက်တော့အုံ6ရွက်ဗုဒ္ဓဦးအတွက်ကန့်ကော15ရွက်ကြာတာပတိအတွက်တော့ဇော်စိမ်းရွက်ဇီးရွက်10ရွက်တောက်ကြအတွက်တော့ရွက်လှ18ရွက်စနေအတွက်တော့မေမျိုးပန်း19ရွက်ကိုရေမချိုးမီ10မိနစ်လောက်ကြိုတင်ပြီးတော့ရေစလားထဲမှာရေစိမ်ထားပါရေချိုးပြီးလျင်တော့၎င်းအရွက်စိမ်ထားတဲ့ရေနဲ့ခေါင်းမှာစ၍လောင်းပြီးတော့ချိုးပါတပတ်ခန့်ပြုတ်လုပ်ပြီးလို့ရှိရင်ပဲအတော်ထိရောက်နေပြီပဲဖြစ်ပါတယ်မျက်နှာပွင့်လန်းခြင်းစမ်းပွင့်ခြင်းအများရဲ့ဦးစားပေးမှုကိုရရှိခြင်းအကျိုးများကိုခံစားရစေမှာပဲဖြစ်ပါတယ်။အဲဒီတော့9ရက်သားသမီးအပေါင်းပီယာဓာတ်များနဲ့ပွင့်လန်းကြပါစေခင်ဗျာ။